ဆရာမင်းကျဆိုဆက်ပြီးတော့ကျွန်တော်ကိုယ်တိုင်ပြန်ဆိုထားတဲ့အခြေအနေတစ်ခုပါပဲ။သမုဒိယပြဆုံးပြီးအခြေအနေပါ။ကောင်းတယ်ဗျာအလွမ်းအနေနဲ့နော်။ဒီနေ့ကတော့တာရောရဲ့ရိုးတွေရှက်တော်ဖွင့်ရဲ့နှလုံးသားတွေအလွမ်းတစ်ချင်းနဲ့ဖမ်းလန်းခင်းတဲ့ပွဲလေးပေါ့ဗျာ။ကဲဒါတော့သာစိတ်ကြပါဘူးဗျာ။ဆောင်နေပါဦးမေပြန်လို့တမှုတရားနီလွေကြွေးကြီးအမေပြန်လာမေသူကြီးခေါ်ညူပန်းတွေပွင့်ပြီးလေလာတော်ပြီးပြင်ပါတယ်ဆုံးရလို့ရောမတူဆောင်နေလေမဒီငေါတည်းတော်နေစိတ်ငါတကပါသေးသူနဲ့တိတ်ဘဝဆောင်လို့လွန်နေဝင်ပြီးပါအပြင်မှာတမှုရနေတွေ့နေတလူဒီနေမလေးထဝစီရရင်ငါသည်ချင်းရဲ့ဒီပမာဒီနေစေမင်းကိုမင်းလုံးမရတဲ့လွန်ပြီးဆိုတဲ့များမင်းတရားဝင်ငါကြရင်သူရှိရပြန်လာတမှုရချစ်သူမင်းငါရောက်မနာနိုင်တို့တည်းဝီဝီခွာယူရင်ဆုံးရောက်တိုင်းမှာဘူးဒီဘဝတော်ဆောင်ညရီရှိရကပါတခုစီတကယ်ဝတို့ထွက်သွားခြင်းမှာပြီရာဇူလာရောက်